ဘရင်ဟာယူသွတ်သွားခဲ့တဲ့ကိုသမီးတော်ကိုတောင်လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုအခြေအနေကိုရှောင်ရှားဖို့မင်းသမီးကမဖြစ်နိုင်တော့တဲ့တောင်းဆိုချက်တွေတင်လိုက်တဲ့ကျဲရီလိုတောက်ပတဲ့ဝတ်စုံတစ်စုံလာလိုလင်းလက်တဲ့ဝတ်စုံတစ်စုံနေလိုတောက်ပတဲ့ဝတ်စုံတစ်စုံအပြင်တရိษံမျိုးပေါင်း1000ရဲ့အရေးကုန်နဲ့ချုပ်ထားတဲ့အင်ဂျီတစ်ထည်ကိုလိုချင်တယ်လို့ဆိုခဲ့တယ်ဒီတောင်းဆိုချက်တွေကမဖြစ်နိုင်တော့အောင်ခက်ခဲပေမဲ့ဘရင်ကအားလုံးကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်ဒါကြောင့်လက်ကွယ်ညတညမှာမင်းသမီးဟာဖခင်ရဲ့လက်ကနေလွတ်မြောက်ဖို့နန်းတော်ကနေထွက်ပြေးခဲ့တယ်အဲ့ဒီနောက်သူမဟာအိုးမဲ့အိမ်မဲ့ဘဝနဲ့တောထဲမှာတစ်ပင်ပေါက်တွေတဲ့အိတ်ဆက်ရင်တရိษံရေကုန်အင်ဂျီကိုပဲဝတ်ဆင်ပြီးအသက်ရှင်ခဲ့ရတယ်တနေ့မှာတော့အခြားနိုင်ငံကမင်းသားတစ်ပါးဟာတောထဲမှာအမဲလိုက်ရင်သူမကိုတွေ့သွားခဲ့တယ်တနာစိတ်ဝင်လာတဲ့မင်းသားကသူမကိုနန်းတော်စီခေါ်သွားပြီးအလုပ်ကင်ပေးခဲ့တယ်တရိษံအရေးကုန်အင်ဂျီကြောင့်သူမရဲ့အလှပကိုဘယ်သူမှမမြင်နိုင်ပဲညစ်ပတ်တဲ့တောရိုင်းတရဝါတစ်ကောင်လိုပဲမြင်နေကြတယ်ဒါကြောင့်လူတိုင်းကသူမကို Thousand First လို့ခေါ်ကြတယ်အချိန်ကြာလာတာနဲ့အမျှမင်းသမီးဟာကျင်နာတက်ပြီးချောမောတဲ့မင်းသားကိုချစ်မိသွားတယ်တနေ့မှာမင်းသားကကပွဲကြီးတစ်ခုကျင်းပခဲ့တယ်မင်းသမီးဟာအရင်လိုလွတ်လပ်စွာကခုန်ခဲ့တဲ့နေ့ရက်တွေကိုတတိယလာပြီးသူချစ်တဲ့မင်းသားကိုသူမရဲ့အလှကိုပြချင်လာတယ်ဒါကြောင့်ဂျယ်ရီလိုတောက်ပတဲ့ဝတ်စုံကိုဝတ်ပြီးကပွဲကိုသွားခဲ့တယ်သူမပေါ်လာတာနဲ့လူတိုင်းရဲ့အကြည့်တွေကသူမစီရောက်သွားခဲ့တယ်မင်းသားလည်းသူမစီလျှောက်လာပြီးအတူကဖို့ဖိတ်ခေါ်ခဲ့တယ်မင်းကဘယ်နိုင်ငံကလဲလို့မေးလိုက်တဲ့အချိန်မှာတော့ဖခင်ကိုတတိယသွားတဲ့မင်းသမီးဟာထိတ်လန့်ပြီးချက်ချင်းထွက်ပြေးသွားခဲ့တယ်ဒါပေမဲ့မင်းသားကတော့သူမကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပြီးသူမကိုနောက်တစ်ခေါက်တွေ့ချင်တာကြောင့်မကြခင်မှာပဲနောက်ထပ်ကပွဲတစ်ခုထပ်ကျင်းပခဲ့တယ်ဒီတစ်ခါတော့မင်းသမီးဟာလာလိုလင်းလက်တဲ့ဝတ်စုံကိုဝတ်ပြီးရောက်လာခဲ့တယ်မင်းသားကထပ်ပြီးအတူကဖို့ဖိတ်ခေါ်ခဲ့တယ်လို့လက်ထပ်ခွင့်ပါတောင်းခဲ့တယ်ဒါပေမဲ့မင်းသမီးကတော့ကြောက်လန့်နေတဲ့တမင်လေးတစ်ကောင်လိုပဲထပ်ပြီးထွက်ပြေးသွားခဲ့တယ်ရက်အနှဲငယ်ကြာမှာတော့မင်းသားဟာအင်အားကြီးနိုင်ငံကမင်းသမီးတစ်ယောက်နဲ့လက်ထပ်ဖို့ဝင်ကြီးတွေဖိအားပေးနေကြောင်းသူမကြားလိုက်ရတယ်အဲ့ဒီညကပွဲမှာပဲဆုံးဖြတ်ချက်ချရမယ်လို့ဆိုတာကိုသိလိုက်ရတဲ့အချိန်မင်းသမီးရဲ့နှလုံးသားကကွဲကြေသွားခဲ့တယ်အဲ့ဒီညမှာသူမဟာနေလိုတောက်ပတဲ့နောက်ဆုံးဝတ်စုံကိုဝတ်ပြီးကပွဲကိုအမြန်သွားခဲ့တယ်ဒါပေမဲ့ခမ်းမတကားဖွင့်လိုက်ချိန်မှာတော့မင်းသားကအခြားမင်းသမီးတစ်ယောက်နဲ့ကနေတဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်နာကျင်မှုအပြည့်နဲ့တကားကိုပြန်ပိတ်လိုက်ပြီးတရိษံရေကုန်အင်ဂျီကိုပြန်ဝတ်ကမီးဖို့ချောင်စီပြန်သွားခဲ့တယ်အဲ့ဒီအချိန်မှာမီးဖို့ချောင်တာဝန်ခံကမင်းသားအတွက်ဟင်းရည်ချက်ပေးဖို့အမိန့်ပေးလိုက်တယ်ဟင်းရည်ချက်နေစဉ်ပထမဆုံးကပွဲမှာမင်းသားကသူမရဲ့လက်စွပ်ကိုချီးကျူးခဲ့တာကိုတတိယလာတယ်ဒါကြောင့်လက်စွပ်ကိုချွတ်ပြီးဟင်းရည်ထဲထည့်လိုက်တယ်ခဏအကြာမှာမင်းသားကဟင်းရည်ချက်တဲ့သူကိုခေါ်ခိုင်းလိုက်တယ်မင်းသမီးကိုမြင်တာနဲ့မင်းသားကသူမရဲ့လက်ကိုညင်သားစွာကင်ပြီးလက်စွပ်ကိုပြန်ဆုပ်ပေးလိုက်တယ်ဘာလို့အစောကြီးကလေးကမပြောခဲ့တာလဲမင်းဘသူပဲဖြစ်ဖြစ်ငါဂရုမစိုက်ဘူးအဲ့ဒီမင်းသမီးကိုလည်းငါညင်းဖို့ဆုံးဖြတ်ထားပြီးသားပါလို့ပြောလိုက်တယ်ဒီစကားတွေကြောင့်မင်းသမီးဟာအလွန်စိတ်ထိခိုက်ဝမ်းသာသွားခဲ့တယ်နောက်ဆုံးမှာတော့မင်းသားကသူမရဲ့တရိษံရေကုန်အင်ဂျီကိုဖယ်ရှားလိုက်တဲ့အခါ